အားလုံးမင်္ဂလာပါ Union News ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့ဇူလိုင်လ2ရက်နေ့ဖြစ်ပါတယ်။ဒီနေ့ဇူလိုင်လ2ရက်နေ့အတွက်တင်ဆက်ပေးသွားမှာကတော့စင်ဒီကိုစစ်တီနဲ့ပုံမှုစူးစမ်းနေတဲ့မင်းတပ်ကမ်ဘလက်က PDF တွေဆိုတဲ့တဲ့ဘယ်လာရုစ်သမ္မတမြန်မာနိုင်ငံကိုချစ်ကြည်ခီလာရောက်မယ်ဆိုတဲ့တဲ့ရခိုင်စစ်သွေးကြောတွေစုဖွဲ့နေတဲ့မောင်တော်ဒေတာတိုက်ခိုက်မှုတွေပြန်လည်ပြုလုပ်လာတယ်ဆိုတဲ့တဲ့အားဝင်ထူးခြားတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စီဒီနီကပြန်လည်ကြိုဆိုပါရစေဒီနေ့ဇူလိုင်လ2ရက်နေ့မနက်ပိုင်းမှာပဲဒီတက်မတော်နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ချင်းပြည်နယ်တောင်ပိုင်းဒေသတစ်ခုဖြစ်တဲ့မင်းတပ်နဲ့ကမ်ဘက်လက်ကစီးရေးအခြေအနေတွေကိုအကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ CPU CPA ဘက်ကလည်းပုံနေထုတ်ပြန်လာပါတယ်ဒါကတော့ကမ်ဘလက်နဲ့မင်းတပ်မှာတမတော်ဘက်ကအထိနာနေတဲ့ပုံစံမျိုးနဲ့အထိကတည်ဆုံးနေတဲ့မှတ်တမ်းတပ်ပုံတွေလက်နက်ခရမ်းတွေကိုထုတ်ပြလာခဲ့ပါတယ်ဒီလိုထုတ်ပြလာခဲ့ပြီးတဲ့နောက်အကြမ်းဖက် RP မီဒီယာတွေနဲ့အကြမ်းဖက်ဝါဒဖြန့်မှုတွေကိုပြုလုပ်လာပြီးတော့မင်းတပ်နဲ့ကမ်ဘလက်မှာရှိနေတဲ့တမတော်စစ်ကြောင်းတွေဖွဲ့စည်းပုံပြတ်ပြီးတော့တက်လန်ကြတယ်ဆိုပြီးတော့တရင်တို့တရင်မာတွေနဲ့ဝါဒဖြန့်ခဲ့ကြပါတယ်တကယ်တော့တိုက်ပွဲတွေဆိုတာကနှစ်ဖက်အဖွဲ့အစည်းမှာတော့ထိခိုက်မှုတွေရှိကြသမြဲပဲဖြစ်ပါတယ်။ပန်းနေနဲ့ပေါက်နေတာမဟုတ်ပဲကြီးစံနေနဲ့အသက်တွေကိုလောင်ကြီးထပ်နေတာဖြစ်တဲ့အတွက်တိုက်ပွဲတွေဆိုတာရဲ့နောက်ဆက်တွဲမှာတော့ထိခိုက်တည်ဆုံမှုတွေကတော့ရှိသမြဲဖြစ်ပါတယ်။ဒီနေရာမှာတပ်မတော်ရဲ့ထိခိုက်တည်ဆုံမှုကစေကနန်းရှိတယ်ဆိုလို့ရှိရင်အကြမ်းဖက်တွေဘက်ကဂျာကနန်းရှိတယ်ဆိုတဲ့အခြေအနေကိုလည်းကျွန်တော်နားလည်ဖို့လိုပါတယ်။ဒါပေမဲ့အကြမ်းဖက်တွေဘက်မှာဒီမီဒီယာအားနဲ့ဝါဒဖြန့်တာတွေနောက်ပြီးတော့တပ်မတော်အရာရှိစစ်တီတွေတပ်မတော်သားတွေရဲ့ထိခိုက်တည်ဆုံမှုတွေနဲ့ပတ်သက်ရင်ဒီအနိဋ္ဌာယုံမြင်ကွင်းတွေကိုအမြဲတမ်းဝါဒဖြန့်ရိုက်ကူးလေးရှိပေမဲ့တပ်မတော်ဘက်ကအကြမ်းဖက်သမားတွေနဲ့ပတ်သက်ပြီးထိတွေ့တိုက်ပွဲတွေအတွင်းတည်ဆုံးတဲ့ဓာတ်ပေါ်တွေတည်ဆုံးတဲ့ရော်လောင်းတွေနဲ့ရုပ်ပြက်ဆင်းပြက်ခွေးတဝက်တည်တည်နေတာတွေကိုတော့ social media မှာလည်းတိတ်ပြီးတော့တင်တာမရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့လေလူသဘောတဘာဝအတိုင်းပဲဒီစိတ်ပိုင်းဆိုင်ရာအရာပဲပြောရမလားမြင်နေတဲ့အရာတစ်ခုကို evidence တစ်ခုအနေနဲ့ပဲယုံကြည်ကြတာဖြစ်ပါတယ်ဒါကြောင့်မလို့အခုဒီတမတော်နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့မင်းတပ်နဲ့ကမ်ဘက်လက်ကစီခင်းချင်းမှာတမတော်ဘက်ကပဲအထိနာပြီးတော့တက်လန်ကျနေတဲ့ပုံစံမျိုးတစ်ဖက်ကအကြမ်းဖက် RP မီဒီယာတွေကအချိန်ကိုက်ဖော်ပြလာတယ်တမတော်နဲ့နှိစက်တဲ့မိသားစုတွေတမတော်အတန်းဝဲကစိုးရိမ်ပူပန်မှုတွေမြင့်တက်နေတယ်လို့တစ်ဖက်ကအကြမ်းဖက်အုပ်စုနီပိတ်အုပ်စုနဲ့အကြမ်းဖက်သမားတွေဘက်ကလည်းတောင်းနေတဲ့အောင်ပွဲတွေခံနေကြပါတယ်ဒါဆိုရင်တကယ်တော့မင်းတပ်နဲ့ကမ်ဘက်လက်မှာဘယ်သူတွေထိခိုက်ဒေဆုံးမှုများနေတယ်လဲတကယ်တော့မိနဲ့တောင်ပိုင်းမင်းတပ်ကမ်ဘက်လက်မတူပြီးဒီဒေတာတွေကိုရခိုင်လက်နက်ကိုင်တပုံ AA ရဲ့လက်နက်ကိုင်ဆွဲတိုက်ပွဲပေါ်ဆောင်ပြီးတော့ခိုင်းပစီမှုတွေကိုလှုပ်ဆောင်နေတာကတော့ CPU CPA ဆိုတဲ့အဖွဲ့ဖြစ်ပါတယ်ဒီအဖွဲ့ရဲ့ထိခိုက်တည်ဆုံမှုကတမတော်ဘက်ကထိခိုက်တည်ဆုံမှုနဲ့ရှိရင်စေစားတစားဖြစ်မလားစေစားအစားတထောင်ဖြစ်မလားဆိုတဲ့အခြေအနေကိုကျွန်တော်တို့တစ်ချက်မှန်းကြည့်လိုက်ရအောင်ပါအရှိကစကားကိုပြန်ကောက်ရရင်တော့တိုက်ပွဲတွေဆိုတာကကြည်စံနေနဲ့အသက်တွေကိုလောင်စာပြုလုပ်နေရတာဖြစ်တဲ့အတွက်အပြန်အလှန်ပြစ်ခတ်မှုကြည်စံတွေကတော့အသက်တွေကိုထုံနှုတ်သွားစေပါတယ်ဒီလိုအခြေအနေမှာတိတိတိုက်ပွဲတွေအကြောင်းနှစ်ဖက်ထိခိုက်မှုတွေရှိနေပေမဲ့အကြမ်းဖက်သမားတွေထုတ်ပြလာတဲ့တမတော်သားတွေရဲ့ဒီထိခိုက်တည်ဆုံးနေတဲ့ဝမ်းနည်းပွဲရာတပ်ပုံတွေကတည်ဆုံးသူ23ယောက်ရဲ့ရုပ်လောင်းနဲ့လက်နက်ခဲယံဥမာဒီ rifle တွေ MA1 MA2 MA3 စားတဲ့ rifle 46လက် RPG 3လက်စိန်မြောင်း1လက်ဘုံသီးတွေရှိမယ်ဆက်ဆက်ပစ္စည်းတွေရှိမယ်ကြီးကက်တွေရှိမယ်ဒါတွေကိုထုတ်ပြလာတာမြင်တွေ့ရပါတယ်ဒီလိုမျိုးထုတ်ပြလာတဲ့အရာတွေကိုကြည့်လိုက်ရင်တော့ရုပ်တရက်အုံလုံးရဲ့လှုံ့ဆော်မှုကနေချက်ချင်း response ပြန်လာတာကတော့တက်မလို့တကယ်ပဲအထိနာနေပြီလားဆိုတော့အတွေးဝင်သွားစေပါတယ်ဒါပေမဲ့ဒီအခြေအနေဒီပုံစံတွေနဲ့ထုတ်ပြန်လာတဲ့ဝါဒဖြန့်လာတဲ့ဆိုတာကအကြမ်းဖက်လက်နက်ကိုင်အဖွဲ့ရခိုင်စစ်သေးကြွနဲ့ခိုင်းဘက်တွေ CPU CPA တွေအတွက်လှုပ်ဆောင်မှုတစ်ခုကတော့စင်တီကိုစစ်တီနဲ့ပုံမှုစူးစမ်းနေတာဖြစ်ပါတယ်မင်းတပ်ကိုတက်မလို့ကထိုးစစ်ဆင်ခဲ့တာကပြီးခဲ့တဲ့မေလ30ရက်နေ့ကဖြစ်ပါတယ်အခုဇွန်လတစ်လလုံးကုန်သွားပြီဖြစ်ပြီးတော့ဇူလိုင်လကိုရောက်လာပြီဖြစ်တဲ့အတွက်မင်းတပ်မြို့သိမ်းတိုက်ပွဲကတစ်လကျော်သွားပြီရပ်ပေါင်း30အတွင်းမင်းတပ်မြို့ရဲ့အနီးကိုတက်မတော်စစ်ကြောင်းတွေရောက်ရှိသွားတာကမေဇွန်လဒုတိယပတ်လောက်တည်းကဖြစ်ပါတယ်ဇွန်လဒုတိယပတ်မင်းတပ်မြို့ရဲ့အနီး3မိုင်ကောက်ဝဲအနီးကိုတက်မတော်စစ်ကြောင်းတွေရောက်ရှိသွားပြီးတော့အကြမ်းဖက်လက်နက်ကိုင်တွေရခိုင် A စစ်သွေးကြွ AA လည်းပါမယ်ချင်းလက်နက်ကိုင်အဖွဲ့အစုံ AA တောက်မြက်ချောင်းစားနေတဲ့ချင်းလက်နက်ကိုင်အဖွဲ့တွေလည်းအများပြားပါဝင်တယ်အကြမ်းဖက်သမားတွေနဲ့ထိတွေ့တိုက်ပွဲတွေတောင်းလျှောက်ဖြစ်တဲ့တက်မတော်ရဲ့ယာယီစကန်ချရာနေရာတွေတိုက်ခိုက်ခံရတာမျိုးလည်းရှိကောင်းရှိနိုင်တယ်အားကြောင့်လဲဆိုတော့မင်းတပ်ကမ်ဘက်လက်ဒေတာမှာ local PDF တွေပါတယ်ချင်းလက်နက်ကိုင်အဖွဲ့တွေပါတယ်ဒေသခံအကြမ်းဖက်သမားတွေပါတဲ့အတွက်နေမြေကျွမ်းကျင်မှုမှာတော့သူတို့မှာအားသာချက်ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့တက်မတော်ကလည်းမင်းတပ်ကိုဘယ်လောက်ထိပုံကျတိုက်ခိုက်ထားသလဲဆိုတော့ဒီ record တွေအားလုံးကိုပြန်ကြည့်ရင်ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ရခိုင်စစ်သွေးကြွတွေဘယ်လောက်တည်ဆုံးသလဲဆိုတဲ့မေးခွန်းကိုပဲကျွန်တော်တို့ကပြန်မေးသွားရမှာဖြစ်ပါတယ်ညမှာတယောက်ချင်းဘားတပြန်ကြားတပြန်တိုက်ခိုက်မှုတွေဒါမှမဟုတ်တမတော်စစ်ကြောင်းတွေခြုံခိုတိုက်ခိုက်ခံရတာမျိုးတွေဒါမှမဟုတ်အလင်းငိုက်တိုက်ခိုက်ခံရတာမျိုးတွေဒါတွေကြောင့်ထိခိုက်မှုတွေရှိကောင်းရှိနိုင်တယ်ဆိုပေမဲ့တမတော်ရဲ့တံပြန်တိုက်ခိုက်မှုတွေအောက်မှာအကြမ်းဖက်သမားတွေဘယ်လောက်တည်ဆုံးသွားသလဲနေ့စဉ်ပုံကျတိုက်ခိုက်မှုတွေအတွင်းအကြမ်းဖက်သမားတွေဘယ်လောက်တည်ဆုံးသွားသလဲဆိုတဲ့အချက်ကို CPU CPA နဲ့အကြမ်းဖက် RP မီဒီယာတွေကဖုံးကွယ်ထားပါတယ်ဒါကဘာနဲ့တူတယ်လဲဆိုတော့သူတို့ရဲ့ထိခိုက်တည်ဆုံးမှုတွေကိုဖုံးကွယ်ပြီးတော့တမတော်ဘက်ကပဲ
ထိခိုက်နစ်နာပြီးတော့ဖွဲ့စည်းပုံပြည့်စစ်ကြောင်းတွေတက်လန်ကြတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ရဲ့အမားတွေသူတို့ရဲ့အင်အားပြုံးနေမှုတွေကိုဖုံးကွယ်ပြီးတော့တစ်ဖက်ကစိတ်သက်ပြပြနေတဲ့အကြမ်းဖက်တွေဒီအဖွဲ့တွေကိုစောင့်ကြည့်နေကြတဲ့တတိယနိုင်ငံတွေကသူတွေရဲ့ထောက်ပံ့ကြေးတွေနဲ့စိုးရိမ်ပူပန်မှုတွေကိုကာပါယူဖို့လိုပဲကျွန်တော်တို့ကယူဆပါတယ်။ဒါကလက်ရှိဖြစ်ပေါ်နေတဲ့21ရာစုခင်းချင်းကတော့စေအေးကာလဖြစ်တယ်။စေအေးကာလဖြစ်တာနဲ့တို့ modern welfare မှာတစ်ဖက်မှာလည်း media welfare ပါဝင်လာပါတယ်။လက်နက်တွေကင်ဆွဲပြီးတော့တိုက်ခိုက်တဲ့အခြေအနေမျိုးကနေကလောင်ဆွဲနေ media အားတွေအသုံးပြုပြီးတိုက်ခိုက်ကြတဲ့အခြေအနေတွေလည်းဖြစ်လာပါတယ်။စစ်မြေပြင်မှာ rifle တွေ gun တွေကင်ပြီးတော့တိုက်ခိုက်နေကြတာတွေရှိတယ်လို့ကလောင်သွမ်းတွေနဲ့တိုက်ခိုက်နေကြတဲ့ဒီလိုမျိုး21ရာစုစေအေးခင်းချင်းဖြစ်ပါတယ်။ဆိုတော့တစ်ဖက်ကအကြမ်းဖက်သမားတွေကလည်းသူတို့ဝါဒဖြန့်လို့ရသလောက်ဝါဒဖြန့်မှာဖြစ်ပါတယ်။တမတော်ကထိခိုက်တည်ဆုံမှုတွေကိုပြပြီးတော့သူတို့ပဲအောင်မြင်မှုရရှိနေတဲ့အကြောင်းလဲဝါဒဖြန့်နေကြမှာပါ။မြန်မာစကားတစ်ခုရှိသလိုပဲမီးအော်တာပဲလူသိတယ်ကနန်းညက်တာမတည်ဘူးဆိုသလိုပါပဲ။အခုဖြစ်နေတဲ့အခြေအနေကတမတော်ကဒီလုံခြုံရေးတပ်ဖွဲ့ဝင်တို့ထိခိုက်တည်ဆုံမှုတွေချပြပြီးတော့ဖွဲ့စည်းပုံကြီးပြတက်လန်သွားတယ်ဆိုတဲ့သတင်းကောင်းစီကြီးနဲ့highlight ပေးပြီးတော့လူတွေ emotion ကို focus ထားပြီးတော့သတင်းကောင်းတွေရေးတယ်ဝါဒတွေဖြန့်တယ်အကြမ်းဖက်အားပေး media တွေအားလုံးက social media platform အစုံကနေဝါဒတွေဖြန့်လာတယ်တကယ်တော့ချင်းပြည်နယ်မင်းတပ်က PDF တွေ local PDF တွေတာမကအခုထိမြို့သိမ်းတိုင်ပွဲမရောက်သေးဘဲနဲ့ထိတွေ့တိုင်ပွဲမဖြစ်သေးတဲ့မတူပီက PDF တွေပါမြုပ်မနိုင်တုံ့မနိုင်ဖြစ်နေပါတယ်အစုံသုံးတွေအနေနဲ့ကျုံတလို့တခြင်းထဲမှာ3-5ရောက်စုပြီးမြုပ်နေရတဲ့အခြေအနေမျိုးတော့ရှိပါတယ်ဒီနေ့မှာဆိုလိုရင်းကိုပြန်ဆက်ရရင်မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေအချင်းချင်းတော့ဖိုက်တိုက်ခိုက်နေရတဲ့အခြေအနေမျိုးမှာဒီလိုထိခိုက်မှုတွေရှိနိုင်တယ်လို့တပ်မတော်ရဲ့ပုံကျရှင်းနေမှုတွေအတွင်းပေါင်900ဘုံတစ်လုံးရဲ့ကြားရောက်ပေါက်ကွဲမှုထိခိုက်ပျက်စီးနိုင်တဲ့ area နဲ့ white trail ကနေကျဲချလိုက်တဲ့ဘုံသီးတွေရဲ့ကျဲချတိုက်ခိုက်မှုတွေအတွင်းအကြမ်းဖက်သမားတွေမသေးဘူးလားဆိုတဲ့မေးခွန်းကိုဘယ်အကြမ်းဖက်သမားတွေမှမဖြေကြသလိုမြည်သည့်အကြမ်းဖက်အားပေးမီဒီယာကမှလည်းမဖြေကြပါဘူးဒါပေမဲ့ social media platform အစုံမှာမင်းတပ်ကမ်ပတ်လက်ကျင်တွင်းနဲ့မတူပီကချင်းလက်နက်ကန် PDF တွေထိခိုက်တည်ဆုံမှုတွေများနေတာကြောင့်အိမ်ပြန်လမ်းမရှိတော့တဲ့ PDF တွေရဲ့နာရေးသတင်းတွေအိမ်ပြန်လမ်းမရှိတော့တဲ့ချင်းလက်နက်ကန်အဖွဲ့တွေရဲ့နောင်တတွေစိတ်ကူးရင်ပြီးတော့ဒီချင်းလက်ဖော်ဆောင်မယ်ဆိုပြီးတော့ချင်းလက်နက်ကန်အဖွဲ့တွေကိုရောက်လာကြပြီးအိမ်ပြန်လမ်းမရှိတော့တဲ့ချင်းလက်နက်ကန်အဖွဲ့တွေနဲ့ပတ်သက်ပြီးဝမ်းနဲ့ပူဆွေးနေကြတဲ့ status တွေဝမ်းနဲ့ပူဆွေးနေကြတဲ့ post တွေကမမြင်ညမအဆုံးပါပဲဒီနေရာမှာတစ်ဖက်ကနိုင်ငံတော်အစိုးရအဖက်တွေနဲ့ပတ်သက်ရင်သိပြီးတော့ဖော်ပြလိမ့်မရှိတာကိုကျွန်တော်မြင်တွေ့ရတယ်။ဒါကလည်းအနိဋ္ဌယုံနေဖြစ်တဲ့ကိုနိုင်ငံသားချင်းဖြစ်တဲ့အတွက်အချင်းချင်းထိခိုက်တည်ဆုံမှုတွေမှာကျွန်တော်တို့ကလက်သီးလက်မောင်းတက်လက်ခုပ်လက်ဝါးတီးပြီးတော့ဝဲခံစရာအခြေအနေမျိုးမဟုတ်ပါဘူး။ဒါကြောင့်မလို့နေမြေတွေပြန်လေတိုက်ခိုက်တယ်တိမ့်ပိုက်တယ်ဆိုတဲ့အခြေအနေမျိုးမှာအကြမ်းဖက်သမားတွေအလောင်းတွေလက်နက်တွေထိခိုက်တည်ဆုံမှုတွေရုပ်ပြက်ဆင်းပြက်တွေကိုချပြလိမ့်နေပါတယ်။ချပြလိမ့်မရှိဘူးလို့တော့ဆိုလို့ရတယ်။ဒါပေမဲ့အကြမ်းဖက်သမားတွေကတော့တမန်တော်ဘက်ကထိခိုက်မှုတွေရှိခဲ့ရင်တစိမ့်ကိုတအိတ်လောက်တာမျိုးတွေပြီးခဲ့တဲ့နှစ်ပေါင်းများစွာကပြီးခဲ့တဲ့2022 2023ကာလကဓာတ်ပုံအောင်းနေနဲ့လဲဝါရဖြန့်တာပြုလုပ်လာကြတာမျိုးရှိတတ်ပါတယ်။သဘောကတော့ချင်းလက်နက်ကန်အဖွဲ့တွေ CPU CPA နဲ့အဖွဲ့တွေထိခိုက်တည်ဆုံမှုတွေများနေတဲ့အတွက်တမန်တော်ရဲ့စီရေးလှုပ်ရှားမှုဥပမာအပြင်ယာယီဒီအထိုင်ချထားတဲ့နေရာကနေပြန်လဲဆုတ်ခွာတာပြန်လဲရွှေ့ပြောင်းတာမျိုးရှိတဲ့အချိန်ထိတွေ့တိုက်ပွဲတွေအတွင်းမှာသူတို့ဓာတ်ပုံရိုက်လို့ရတဲ့အခြေအနေတစ်ခုရသွားခဲ့တယ်လို့ယူဆမိပါတယ်။ဒါကဓာတ်ပုံစစ်ကြောင်းတွေနောက်ထပ်စီးရီးမင်းတစ်ခုကိုရွှေ့ပြောင်းသွားတဲ့အချိန်တိုက်ပွဲအတွင်းကြန့်ရှိနေတဲ့ delivery တွေကိုကျွန်တော်ပြန်ပြီးတော့မကောက်ယူနိုင်တဲ့အခြေအနေမျိုးမှာဂျပန်သမားတွေကမှတ်တမ်းဓာတ်ပုံတွေရယူနိုင်တဲ့သဘောမျိုးလို့ယူဆမိတယ်။ဒါအပြင်ဂျပန်သမားတွေထုတ်ပြလာတဲ့ဒီလက်နက်ခဲယမ်းတွေကိုပြရင် rifle ကြီးပဲ46လက်46လက်နီးပါးအလက်50နီးပါးစုကစစ်ကြောင်းတစ်ကြောင်းတက်စုတစုမကဘူးဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒီလောက်ထိခိုက်ရလောက်တဲ့အခြေအနေမျိုးဒီလောက်ကြီးထိဖြစ်သွားရလောက်တဲ့ဆိုတဲ့အခြေအနေမျိုးရှိသလားဆိုတဲ့မိကုန်းကိုကျွန်တော်ကပြန်မေးရမှာပါ။ဘာကြောင့်လဲဆိုတော့ဓမ္မခါကိုင်းနေတဲ့ MA1 MA2 series တွေကိုချပြလိုက်ရုံနဲ့တမ္ပတော်သားအရာရှိစစ်တီတွေကင်ထားတဲ့လက်နက်တွေကြီးပဲလို့ကျွန်တော်ကသတ်မှတ်လို့မရပါဘူး။ဘာကြောင့်ပါလဲ။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့2023 2024 2025တောက်လျှောက်ရခိုင်လက်နက်ကိုင်တပုံ AA ရဲ့တိုက်ပွဲဖော်ဆောင်မှုတွေကြောင့်တမ္ပတော်ရဲ့စစ်စကန်တွေအများအပြားချင်းပြည်နယ်မှာရှိနေတဲ့မင်းတပ်ကမ်ပတ်လက်ကျင်တွေစားတဲ့ဒေသတွေကတမ္ပတော်စစ်စကန်တွေအများအပြားလက်လွတ်ရပြီးတဲ့နောက်စကန်သိန်းတိုက်ပွဲတွေအတွင်းအခုလို MA1 series တွေ MA2 series တွေ MA3 series တွေနဲ့တမတော်ကအသုံးပြုနေတဲ့ DI ထုတ်လက်နက်ခဲယမ်းဘုံသီးတွေအများအပြားကအကြမ်းဖက်သမားတွေရဲ့လက်ထဲမှာရှိပါတယ်။အခုလက်ရှိထိတွေ့တိုက်ပွဲဖြစ်ပေါ်နေတဲ့အချိန်အကြမ်းဖက်သမားတွေကင်ပြီးတော့တိုက်ခိုက်နေတဲ့ rifle တွေကလည်း DI ထုတ်တနက်တွေအများစုသုံးပြုနေကြဆဲဖြစ်ပါတယ်။ဆိုတော့ဒီ rifle တွေ MA1 MA2 ကမ္ဘာစာထုတ်တွေကိုပဲအကြမ်းဖက်သမားတွေကိုယ်တိုင်ပြန်ပြီးတော့ကင်သုံးနေရတဲ့အချိန်ဝါလာပြတ်ဓာတ်ပုံရိုက်ဖို့အတွက်သူတို့စုထားစောင်းထားတဲ့သူတို့ကိုယ်တိုင်ကင်ဆွဲအသုံးပြုနေကြတဲ့ဒီ rifle တွေနဲ့ပဲဝါဒဖြန့်တာကောမဖြန့်နိုင်ဘူးလားဆိုတဲ့အခြေအနေမျိုးရှုထောင့်တွေကတော့ကြီးတဲ့သူရဲ့ရှုထောင့်ရက်နေတဲ့သူတယောက်ရဲ့ရှုထောင့်နဲ့ပဲကွာမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ယက်တီချင်းနဲ့ကြည့်တယ်လို့တစ်ဖက်ကအကြမ်းဖက်သမားတွေရဲ့ယက်တီချင်းနဲ့လည်းရှုထောင့်တစ်ခုကိုရှုမြင်လို့ရတယ်လို့တပ်ပါစင်တယောက်အနေနဲ့ရှုမြင်မဲ့ရှုထောင့်တွေလည်းရှိနိုင်ပါတယ်ဆိုတော့အရာဝတ္ထုတစ်ခုကိုတောင်မှကျွန်တော်တို့ကကြီးတဲ့ရှုထောင့်မတူရင်မြင်ရတဲ့ပုံစံမတူဘူးဖြစ်ပါတယ်
ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရရင်ဒီနေ့ဇူလိုင်လ2ရက်နေ့မှာ CPU CPA ဘက်ကတမတော်စစ်ကြောင်းတွေတက်လန်ကျသွားတယ်ဆိုတဲ့သတင်းထုတ်ပြန်လိုက်ပေမဲ့ထုတ်ပြန်နေပေမဲ့တကယ်တမ်းမြေပြင်မှာချင်းလက်နက်ကန်အဖွဲ့တွေဘယ်လောက်ထိခိုက်တည်ဆုံးနေတယ်လဲမှန်ပါတယ်မင်းသားမျိုးသိန်းတိုက်ပွဲနဲ့ပတ်သက်ရင်ချင်းလက်နက်ကန်အဖွဲ့တွေတော်တော်လေးအင်အားပြုံးတီးခံပြီးတော့ချက်ကုတ်ချက်ခဲနဲ့သူတို့တောင့်ခံနေကြပါတယ်။ဘာကြောင့်ချက်ကုတ်ချက်ခဲနဲ့တောင့်ခံနေကြသလဲချင်းလက်နက်ကန်အဖွဲ့တွေရဲ့အလောင်းတွေကိုသူတို့ကိုယ်တိုင်ချနှင်းပြီးတော့တမတော်ရဲ့ထိုးစစ်ကိုဟန်တာနေရတယ်လဲဆိုရင်တော့ရခိုင်စစ်သွေးကြွတွေရဲ့နိုင်ငံရေးစစ်ရေးလူမျိုးရေးအရာ PR တွေနဲ့လူမျိုးရေးအရာအနိုင်ကျင့်ဖိနှိပ်မှုတွေကြောင့်ဖြစ်တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။မင်းနဲ့ကံပန်းလက်ကူသာချင်းလက်နက်ကန်အဖွဲ့တွေအားလုံးလက်လွတ်လိုက်ရမယ်ဆိုရင်ချင်းမြင့်တွေကိုဝန်နိုင်တဲ့လမ်းကြောင်းကြီးတမတော်စစ်ကြောင်းတွေအားလုံးကဒီကြောက်ထုအမရ368ကန်ကြီးအဲ့ဒီကနေမင်းနဲ့ကနေတဟုန်ထိုးမတူပီတီကိုရောက်လာမှာဖြစ်ပါတယ်။စောကနေချီတက်သွားတဲ့တမတော်စစ်ကြောင်းတွေကလည်းကံပတ်လက်တီကိုတဟုန်ထိုးရောက်ရှိလာမှာဖြစ်ပြီးတော့ဒီနမတောင်ကိုကြော်ပြီးတော့ဒီလမ်းကြောင်းတစ်လျှောက်ကနေပဲမတူပီတီကိုအလွယ်လေးရောက်ရှိလာမှာဖြစ်ပါတယ်။မတူပီလောက်ထိရောက်မယ်ဆိုရင်မတူပီနဲ့ကံပတ်လက်လမ်းကလွယ်လွယ်လေးနဲ့တမတော်ကထပ်မံထိုးပေါက်လာတော့မှာဖြစ်ပါတယ်။ဒီအချိန်မှာစီးရီသဘောတရားအရပြန်ကြည့်ရင်ပထမခံစစ်စီဒုတိယခံစစ်စီတတိယခံစစ်စီတွေကနေနောက်ဆုံးခံစစ်စီဆိုတဲ့အခြေအနေမျိုးရှိပါတယ်။နောက်ဆုံးခံစစ်စီမှာဂျပန်သမားတွေအတွက်ကနောက်ဆုံးအခြေအနေမျိုးထိချက်ကုန်ချက်ခဲနဲ့ခုခံသွားရတဲ့အခြေအနေမျိုးရှိပါတယ်။အနည်းဆုံးပြောရမယ်ဆိုလို့ရှိရင်နောင်ချိုတောင်ခမ်းတိုက်ပွဲပေါ့။ပြီးခဲ့တဲ့2020ဒီ Legonis August လလောက်တွေကကျွန်တော်ကတံမြန်ထိုးစစ်ဆင်မှုပြုလုပ်ခဲ့တယ်။ဒါပေမဲ့တမတော်ရဲ့ပြန်လည်စီးပြင်ဆင်မှုတွေကနေမှတကယ်တမ်းနောင်ချိုတောင်ခမ်းတိုက်ပွဲစတင်ခဲ့တာက2025ခုနှစ် February လ28ရက်နေ့ March လလာတဲ့လောက်ကမှပြန်လည်စတင်ခဲ့တယ်။ March လတလလုံး April လတလလုံးမေလတလလုံးဇွန်လတလလုံးတိုက်ခိုက်ပြီးမှကျွန်တော်ကဇွန်ဇူလိုင်လောက်မှနောင်ချိုတိကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။နောင်ချိုကိုလက်လွတ်ရလို့ရှိရင်ပလောင်စစ်သွေးကြွတွေရဲ့ရှမ်းမြောက်လမ်းလက်လွတ်ရမှာဖြစ်ပြီးကြောင်မဲနဲ့တီဘောကအလိုလိုကြမယ်ဆိုတဲ့အခြေအနေမျိုးရှိတာကြောင့်နောင်ချိုကိုလက်မလွတ်ရရင်ပလောင်စစ်သွေးကြွနဲ့အပေါင်းပါတွေကတောင်ခမ်းကနေတဆင့်ပြီးတဆင့်နောက်ဆုံးနောင်ချိုတောင်ခမ်းကြားကကန်ကြီးရွာမှာအသေးအံခန်းစစ်ပြင်ဆင်ရတဲ့အခြေအနေမျိုးထိတွေ့တိုက်ပွဲတွေကနှစ်ပတ်သုံးပတ်တလားလောက်ကြာမြင့်တဲ့အခြေအနေမျိုးတွေရှိခဲ့ပါတယ်။ဒါကဘာကိုပြတယ်လဲဆိုတော့နောက်ဆုံးခံစစ်စီဖြစ်လာရင်သူတို့မှာအရင်ကြီးလည်းများတယ်ထိခိုက်တည်ဆုံးမှုလည်းများတယ်ချက်ကုတ်ချက်ခဲနဲ့တောင့်ခံရမယ်ဆိုတဲ့အခြေအနေမျိုးများတယ်အရာစကားနဲ့ပြောရမယ်ဆိုလို့ရှိရင်နောက်ဆုံးကြံနေသေးတဲ့အသက်ကလေးနဲ့အသက်ငြင်နေတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒီပုံစံမျိုးပါပဲမင်းနဲ့ကံပလက်တိုက်ပွဲတွေတမတော်ရဲ့မင်းနဲ့မြို့သိမ်းတိုက်ပွဲကလည်းဇွန်လလာဇန်ပိုင်းကစတယ်မေလ30ရက်နေ့ကစတယ်ဇွန်လထဲမှာတိုက်ပွဲတွေပြင်းထန်တယ်မင်းနဲ့ကိုချီတက်တယ်တိုက်ခိုက်တယ်၃ပတ်နီးပါးမင်းနဲ့မြို့အနီးကိုကနန်းလမ်းမပုံစံနဲ့ဝိုင်းဝန်းပိတ်ဆို့ပြီးတော့တိုက်ခိုက်တာတယ်အကြမ်းဖက်သမားတွေစုဖွဲ့လှုပ်ရှားမှုမှန်သမျှကိုတမတော်လေကတောက်လျှောက်နေညမပြတ်ပုံချင်းရှင်းလင်းမှုတွေပြုလုပ်ထားတယ်ဒီနေရာမှာအကြမ်းဖက်သမားတွေဘယ်လောက်တည်ဆုံးသလဲဆိုတဲ့မေးခွန်းကိုအကြမ်းဖက်သမားတွေစီမံတော့တည်ဆုံးစဉ်ရှိရလားတော့မေးရမလို့ဖြစ်နေပါတယ်ဒါတွေကတော့ထားပါတော့နေ့အတွက်သတင်းလေးတင်ဆက်ပေးလို့လာကစင်တင်ကိုစိတ်တည်ရည်နဲ့ဖုံးမှုကြိုးစားနေတဲ့ CPU CPA နဲ့မင်းနဲ့ကံပလက်တိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းမှာထုတ်ပြန်လာတာတွေထုတ်ပြလာတာတွေရဲ့နောက်ဆက်တွဲမှာတမတော်ဘက်ကထိခိုက်တည်ဆုံးမှုစေကနန်းရှိရင်အချမ်းဖက်သမားတွေမှာထိခိုက်တည်ဆုံးမှုရာကနန်းရှိနိုင်နေဆိုတဲ့ရှုထောင့်ကိုကျွန်တော်ကရှုမြင်ဖို့လိုပါတယ်။ဆိုရင်ပူပန်မှုတွေမြင့်တက်လာတဲ့အချိန်အောက်နောက်ကချက်ချင်းပေးလိုက်တဲ့ response ကြောင့်တကယ်ပဲမင်းတဲ့ကံပလက်ကတမတော်စစ်ကြောင်းကြီးတွေလမ်းကျသွားပြီလောက်ဆိုတဲ့စိုးရင်ပူပန်မှုကလည်းတန်ဖို့အမြင့်ကြီးတက်သွားနိုင်ပါတယ်။ဒါပေမဲ့ဒီအခြေအနေတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကမြေပြင်တပ်ဖွဲ့ဝင်တွေနဲ့ကောသက်ဆိုင်ရာစစ်ဒေသမှုတွေစစ်ကြောင်းမှုတွေနဲ့လည်းတောက်လျှောက်သတင်းတွေရရှိနေတာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေရဲ့ထိတွေ့တိုက်ပွဲတွေအတွင်းအကြမ်းဖက်သမားတွေနဲ့မျက်နှာချင်းဆိုင်ထိတွေ့တိုက်ပွဲတွေအတွင်းတမတော်လေးရဲ့ပုံကျရှင်းလင်းမှုတွေအတွင်းအကြမ်းဖက်သမားတွေဘယ်လောက်ထိခိုက်သိဆုံးနေဆိုတဲ့သတင်းမျိုးဒေသခံချင်းလူမျိုးတွေကမရရတဲ့နေရာကနေရအောင်ဆက်သွယ်ပြီးတော့သတင်းပေးပို့ကြတဲ့သတင်းတွေလည်းကျွန်တော်တို့တောက်လျှောက်ရရှိနေပါတယ်။ဒါကြောင့်တချို့သောသတင်းတွေမှာကျွန်တော်တို့ကအကြမ်းဖက်သမားတွေသိဆုံးတဲ့ရုပ်အလောင်းတွေကိုမဖော်ပြပါဘူး။ YouTube platform မှာဆိုရင်လည်းဒါတွေကဒီcommunity standard နဲ့ညီနိုင်တဲ့အကြောင်းအရာမျိုးတွေရှိတယ်။ TikTok မှာဆိုရင်လည်းထုံနည်း၎င်းပဲ Facebook ဆိုရင်တော့ပို့ဆို Telegram မှာတော့နည်းနည်းလေး pass ဖြစ်တယ်ဆိုပေမဲ့ဒီထိခိုက်တည်ဆုံးတဲ့အနိဋ္ဌာရုံပုံတွေကိုကျွန်တော်တို့တင်ထားမရှိပါဘူး။ဖြစ်နိုင်ရင်တင်ကိုမတင်နေတာပါ။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးခံယူချက်မတူလို့ပြရာတလန်းတန်တလန်းရှိနေပေမဲ့အကျန်းဖက် PDF တွေဆိုတာကလည်းကျွန်တော်တို့ရဲ့ညီတွေအကိုတွေဖြစ်ပါတယ်။အခုတိုက်ပွဲဖြစ်ပေါ်နေတဲ့ဒေသကချင်းလက်နက်ကန်အဖွဲ့တွေဆိုတာလည်းကျွန်တော်တို့နဲ့ရွေးသူတွေပါတယ်ညီတွေပါတယ်တူတွေပါတယ်အကိုတွေပါတယ်ဦးလေးအရွယ်တွေပါကြပါတယ်။ဒါကြောင့်သူတို့ရဲ့ထိခိုက်တည်ဆုံးမှုနဲ့ပတ်သက်ရင်ကျွန်တော်တို့ကအားရဝမ်းသာနဲ့လက်ခုပ်လက်ဝါးတီးစရာအခြေအနေမျိုးတော့မဟုတ်ပါဘူး။သို့တော့စစ်ရေးအရာပြည်အောင်စုကနေခွက်ထွက်ဖို့ကြိုးစားနေတဲ့နိုင်ငံရေးတည်မှန်မှန်တဲ့သူတွေအကြမ်းဖက်တောင်းကျမ်းသူတွေရဲ့တည်ဆုံမှုနဲ့ပတ်သက်ရင်တော့သတင်းအနေနဲ့ကျွန်တော်တို့ကတင်ဆက်လေးရှိပေမဲ့ဓာတ်ပုံတွေအတူပြဖွာလန်ကျဲတွေရဲ့ပတ်သက်တဲ့ဓာတ်ပုံတွေကိုတော့တင်ဆက်လေးမရှိဘူးဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒီလိုအခြေအနေကိုအခွင့်ကောင်းယူပြီးတော့ပဲအကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်အားပေးမီဒီယာတွေကတမတော်ဘက်ကထိခိုက်တည်ဆုံတဲ့ uniform တွေနဲ့ထိခိုက်တည်ဆုံမှုတွေကိုဖော်ပြပြီးဝါဒဖြန့်နေရှိရဆိုတဲ့သတင်းတွေကိုမျှဝေပေးလိုတာဖြစ်ပါတယ်
စင်သေးကိုစိတ်တည်နဲ့ဖုံးမှုစူးစမ်းပေမဲ့စင်တကောင်လုံးကြီးကိုဖုံးမှုစိတ်တည်ကလုံလောက်သလားဆိုတဲ့အခင်းချင်းမျိုးတလာလုံးဒီပါပြင်းထန်တဲ့လေကြောင်းတိုက်ခတ်မှုတွေအတွင်းချင်းလက်နက်ကန်အဖွဲ့တွေဘလောက်တည်ဆုံသွားသလဲဆိုတဲ့ကိန်းဂဏန်းကိုမဖော်ပြရေးပဲနဲ့သူတို့ရရှိလိုက်တဲ့မှတ်တမ်းဓာတ်ပုံလေးတွေပေါ်မှာပဲအာသာဖြည့်ရသေးစိတ်ဖြည့်လုပ်ပြီးတော့ဝါရဖြန့်ဓာတ်ပုံတွေဝါရဖြန့်သတင်းတွေရေးသားနေတယ်ဆိုတဲ့အခြေအနေမျိုးမှာလိုက်ပါစီမျိုးမသွားဘူးလေလိုအပ်တယ်ဆိုတဲ့အခြေအနေကိုကျွန်တော်ကချင်းကပ်ပြီးတော့ဖော်ပြပေးခဲ့တာဖြစ်ပါတယ်တိုက်ပွဲတွေဖြစ်တဲ့ကြည်တံနေတဲ့တိုက်ခိုက်နေရတာဖြစ်တယ်။ပောက်ကွဲမှုတွေနဲ့အသက်တွေခန္ဓာတွေကိုယဉ်ကျေးပြီးတိုက်ခိုက်နေရတာဖြစ်တဲ့အတွက်ထိခိုက်မှုတွေအဖိတ်စင်တွေကတော့ရှိမှဖြစ်တယ်။ဒီလိုဖိတ်စင်မှုတွေထဲမှာဘယ်သူကထိခိုက်ဒေဆုံးမှုတွေအများဆုံးဖြစ်တယ်လဲဆိုတဲ့အချက်နဲ့နောက်ဆုံးတိုက်ပွဲရလက်ကပဲအဖြစ်တစ်ခုထွက်လာမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံကိုဘလာရုစ်သမ္မတအလက်ဇန်ဒါလူကာရှန်ကိုရဲ့ချစ်ကြည်ခီးစဉ်ရောက်ရှိတော့မှာဖြစ်ပါတယ်။ဘယ်လာရုစ်နိုင်ငံဆိုတာကမြန်မာနိုင်ငံနဲ့တော်တော်လေးညီကိုအရင်လိုမျိုးဆက်ဆံရေးရှိတဲ့နိုင်ငံတိုင်းဖြစ်ပါတယ်။တစ်ခါရုရှားနိုင်ငံနဲ့ဆိုလည်းညီကိုဆက်ဆံရေးရှိတယ်လို့မြန်မာနိုင်ငံနဲ့ဆိုရင်လည်းနည်းနည်းစင်းမထိဆက်နေပေမဲ့နှလုံးသားချင်းနီးတဲ့ဆက်ဆံရေးတစ်ခုရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။လူကာရှန်ကိုကအခုဒီနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အစိုးရလက်ထက်မှာထပ်မံရောက်ရှိတဲ့ဒုတိယမြောက်ခရီးစဉ်လို့ဆိုရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီယာယီသမ္မတကြီးအချိန်မှာတော့ကလည်းနိုင်ငံကိုလာရောက်ခဲ့ပါတယ်။ဒီပြည်မှာဆိုရင်လည်းမြန်မာနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံရဲ့ချစ်ကြည်အထိမ်းအမှတ်အနေနဲ့ Miss Land ဆိုပြီးတော့နာမည်ပြောင်းပြီးဖွင့်လှစ်ပေးထားခဲ့တဲ့အထိမ်းအမှတ်တွေလည်းရှိခဲ့ပါတယ်။ဆိုတော့ဒီနေ့ဇူလိုင်လ2ရက်နေ့မှာပဲဒီဘယ်လာရုစ်သမ္မတကြီးရဲ့မြန်မာနိုင်ငံချစ်ကြည်ခီးစတင်ထွက်ခွာလာပြီဖြစ်ပါတယ်။စတင်ထွက်ခွာလာပြီဆိုတာကဒီဘယ်လာရုစ်ကနေစတင်ထွက်ခွာလာတာမဟုတ်ပါဘူး။ပြီးခဲ့တဲ့ဇွန်လ28 29တွေကဒီဘယ်လာရုစ်သမ္မတကတရုတ်နိုင်ငံကိုရောက်ရှိနေတာဖြစ်ပါတယ်။ဇွန်လ28ရက်နေ့ကတည်းကတရုတ်နိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီးတော့ဇွန်လ29ရက်နေ့မှာတရုတ်သမ္မတမစ္စတာရှီကျင်းပင်နဲ့အလက်ဇန်ဒါလူကာရှန်ကိုတို့တွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်အင်ဒိုနီးရှားနိုင်ငံကိုဆက်လက်ပြီးတော့ခီးထွက်ခွာခဲ့တယ်။အင်ဒိုနီးရှားသမ္မတနဲ့တွေ့ဆုံပြီးတဲ့နောက်ဒီနေ့ဇွန်လ2ရက်နေ့မှာပဲမြန်မာနိုင်ငံရဲ့ချစ်ကြည်ခီးကိုစတင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီဘယ်လာရုစ်သမ္မတလူကာရှန်ကိုရဲ့မြန်မာနိုင်ငံချစ်ကြည်ခီးစဉ်အတွင်းမှာစိုက်ပျိုးရေးစီးပွားရေးစီးပွားထုတ်လုပ်ရေးလူသားအရင်းမြစ်နဲ့စာနာထောက်ထားမှုကိစ္စတွေအပါအဝင်ကဏ္ဍကြီးပေါင်းများစွာကိုအရှင်ပလန်အနေနဲ့ဒီသဘောတူညီမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်2026-2028ပူရဲလှုပ်ဆောင်မှုဆိုင်ရာဒီလုပ်ငန်းစဉ်တွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးတော့ one-on-one action အနေနဲ့ one-on-one meeting အနေနဲ့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီမြန်မာနိုင်ငံခီးစဉ်အတွင်းနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးတော့ဘယ်လာရုစ်နဲ့မြန်မာနိုင်ငံရဲ့ကြားကရင်းနှီးမြှုပ်နှံမှုကုန်သွယ်မှုနောက်ပြီးတော့ကဏ္ဍပေါင်းစုံမှာအပြန်အလှန်အမိတဟဲပြုဖို့အပြန်အလှန်အကူအညီပြုဖို့တွေအပါအဝင်မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာသမ္မတဦးမင်းအောင်လှိုင်ဦးဆောင်တဲ့အစိုးရကတရားဝင်အစိုးရတည်းဖြစ်တယ်ဆိုတာကိုတန်တမာခီးစဉ်တစ်ခုနဲ့ချပြပြီးတော့ကမ္ဘာအတိုင်းအဝိုင်းမှာကမ္ဘာနိုင်ငံရေးဇက်ခုံမှာနောက်ထပ်အတိမတ်ပြုမှုတစ်ခုကိုချပြလိုက်တာပဲဖြစ်ပါတယ်။ဒါအပြင်ဘယ်လာရုစ်နဲ့မြန်မာနိုင်ငံနဲ့ဆက်လက်လှုပ်ဆောင်သွားမယ့်ကဏ္ဍတွေမှာစိုက်ပျိုးရေးကအဓိကကဏ္ဍအခန်းကဏ္ဍကပါဝင်မယ်။ပညာရေးကဏ္ဍနဲ့စေဝါထုတ်လုပ်မှုကဏ္ဍတွေကအဓိကပါဝင်မှာဖြစ်ပါတယ်။ဆိုတော့ဘယ်လာရုစ်သမ္မတကြီးရဲ့မြန်မာနိုင်ငံချစ်ကြည်ခီးစဉ်ဒါကဒုတိယမြောက်ခီးစဉ်အတွင်းဘာတွေထူးခြားသွားမလဲဘယ်လိုလုပ်ငန်းစဉ်တွေဆက်လက်လှုပ်ဆောင်သွားမလဲမြန်မာနိုင်ငံမှာဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေလှုပ်ဆောင်သွားမလဲနဲ့ကျွန်တော်ရဲ့ရေတူပလန်ရေရှိပလန်တွေအပါအဝင်အခုတွစ်ဆုံမှုတွေယာထားပလန်ရှိတဲ့တွေက2026-2028 Joint Action Plan ကိုဘယ်လိုမျိုးအကောင့်တွေပေါ်သွားမလဲဆက်လက်ရေရှိကာလမှာရောဒီလှုပ်ဆောင်သွားမလဲဆိုတဲ့အချက်ကိုကျွန်တော်တို့မြင်တွေ့ကြရမှာဖြစ်ပါတယ်ဒါကမြန်မာနိုင်ငံအတွက်နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့ခီးစဉ်တစ်ခုဖြစ်တယ်လို့မြန်မာနိုင်ငံအနေနဲ့လည်းကြည့်မယ်ဆိုရင်တန်ခင်းတမန်ခင်းအရာအင်မတန်အလေးနဲ့ထားစရာခီးစဉ်တစ်ခုဖြစ်ပါတယ်နိုင်ငံကောင်းဆောင်တယောက်ရဲ့ခီးစဉ်တစ်ခုဖြစ်တဲ့အတွက်ဒါကအင်မတန်ကောင်းမွန်တဲ့ခီးစဉ်တစ်ခုဖြစ်တဲ့နိုင်ငံချစ်ကြည်ရေးပုံမှုအတွန်းချေစီဖို့အတွက်လည်းဆောင်ရွက်နိုင်မှာဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒါကြောင့်ဒီခီးစဉ်အတွက်နိုင်ငံတော်သမ္မတကြီးနဲ့အတူမြစ်တိပြည်တော်စုဝင်ကြီးမြစ်တိအစိုးရအဖွဲ့ဝင်တွေဘယ်လိုနေရာတွေဘယ်လိုပုံစံမျိုးတွေနဲ့ဘယ်လိုအကြောင်းအရာတွေဆွေးနွေးသွားအောင်မလဲဆိုတဲ့အသေးစိတ်တွေကိုတော့ကျွန်တော်ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဒီဘယ်လိုသမ္မတကြီးရဲ့ခီးစဉ်အတွင်းထူးခြားတဲ့ဖြစ်စဉ်တွေကိုလည်းထူးခြားတဲ့ကိစ္စတွေကိုလည်းကျွန်တော်အချိန်နဲ့တပြေးညီဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ဒါကတော့နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ရဲ့သမ္မတတာဝန်ယူတဲ့ရက်တရာအတွင်းနိုင်ငံခေါင်းဆောင်တယောက်ထပ်မံလာရောက်လည်ပတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီရခိုင်ပြည်နယ်ရဲ့မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နဲ့နယ်စပ်အနီးမှာရှိနေတဲ့မောင်တော်ဒေသကို9လအကြာမှာလေကြောင်းတိုက်ခတ်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်လာပါတယ်။ဘာကြောင့်9လအကြာမှာလေကြောင်းတိုက်ခတ်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်ရတယ်လဲဆိုတော့ပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာ29ရက်နေ့လောက်ကနာခခခွန်နဲ့ငန်းချောင်းကြီးရွာအနီးလေကြောင်းတိုက်ခတ်မှုပြီးတဲ့က2026ခုနှစ်ဇန်နဝါရီလဖေဖော်ဝါရီလမတ်လစပြီးတော့အခုဇွန်လအထိရခိုင်ပြည်နယ်မောင်တော်မြို့မှာလေကြောင်းတိုက်ခတ်မှုတွေကမရှိသလောက်ဖြစ်နေကြတာပါပြောမယ်ဆိုလေကြောင်းတိုက်ခတ်မှုတွေမပြုတဲ့အတွက်ထုံးမြတ်နိုင်ဦးဆောင်တဲ့ဘေဘီလုံစီးပွားရေးဘေဘီလုံ group ကြီးက
ဘင်္ဂလားဒေ့ရှ်တက်နက်စိတ်ကန်းကနေနက်မြစ်ကိုကြော်ပြီးတော့မှောင်ခိုရီတဲတဲ့စားနေကစေဝါဆောက်လုပ်ရေးပစ္စည်းတွေနဲ့မျိုးစုံသောသူတို့ရဲ့ချီးပွားချမ်းသာမှုစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုကိုတည်ထောင်ပြီးတော့မောင်တော်ကနေဘူးတီတောင်ရသေးတောင်ပုံနာကျောင်းကနေကြောက်တော်မြောက်ဦးလောက်တိကိုဒီဝန်ထမ်းစီးပွားရေးလုပ်ငန်းတွေအားလုံးတေယူပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးတည်ပြီးတော့ကုန်စည်စီးဆင်းမှုတွေအားလုံးကိုလုပ်ကိုင်နေတာဖြစ်ပါတယ်။သဘောကတော့မောင်တော်ဒေတာကစီးရေးအရာချင်းချောင်းနိုင်ခြင်းမရှိတဲ့အတွက်ထွံ့မြတ်နိုင်တဲ့အပေါင်းပါတွေထွံ့မြတ်နိုင်တဲ့မိသားစုတွေထွံ့မြတ်နိုင်ရဲ့ရောက်ခမတွေအားလုံးကမောင်တော်ဒီကြောက်တော်လမ်းပိုင်းကသူတို့လွတ်လွတ်လပ်လပ်ပုံသွင်းလို့ရတဲ့အခြေအနေမျိုးရှိခဲ့တာပါဒီခုနလအတွင်းထွံ့မြတ်နိုင်တဲ့အပေါင်းပါတွေရဲ့စီးပွားရေးလုပ်ငန်းတွေကတော်တော်ကြီးအောင်မြင်လာတယ်ဘေဘီလွန် group ဆိုပြီးတော့ရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ရဲ့စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုလုံးအဖြစ်ထူထူထောင်ထောင်ဖြစ်လာပြီးတော့ထွံ့မြတ်နိုင်ရဲ့ရောက်ခမနှင်းစာဖြူရဲ့အဖေစံကျော်လာကိုယ်တိုင်ရခိုင်ကုန်သည်ကြီးများအသင်းရဲ့ဥက္ကဋ္ဌဖြစ်တာဝန်ယူပြီးတော့ရခိုင်ပြည်နယ်ကထွံ့မြတ်နိုင်ထိန်းချုပ်ထားတဲ့မြို့နယ်14မြို့နယ်ကိုလဝကြီးအုပ်ထားခဲ့တာဖြစ်ပါတယ်အဓိကကတော့ပြည်နယ်မကွေးတိုင်းပဲခူးတိုင်းနဲ့ AR အဆက်ကဒေသတွေမှာဘလောက်ပဲအလောစီဖြတ်တောက်ပင်လေအပြင်ကနေရေချောင်းခီးတွေကိုဘလောက်ပဲဖြတ်တောက်တက်နက်စိတ်ကနေဒီပလက်ဝရဲ့အထိပ်မှာရှိနေတဲ့မီဇိုရမ်ဘက်ကနေအလောစီလမ်းကြောင်းတွေကအကြမ်းဖက်သမားတွေရရှိနေတဲ့ထိန်းချုပ်နေတဲ့ဖြစ်တဲ့အတွက်ကုန်စည်စည်းစိမ်မှုတွေအားလုံးကကုန်သွယ်မှုတွေကိုလူသုံးကုန်နဲ့စားမဲ့ရိတ်ခါတွေကတောက်လျှောက်ဝင်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့လေရခိုင်စစ်သွေးကြွတွေကအခုချိန်ဒီအသက်ဆိုးရှိနေပြီးတော့အရက်ခအစိုးရနဲ့လီကြီးအပေါင်းအာရင်တန်ပြောနေကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းအကျဉ်းပြတ်ချစားမှုတွေနဲ့အတူနိုင်ငံရေးတည်မှန်မှုတွေကြောင့်အရက်ခအစိုးရဆိုတဲ့ခေါင်းစဉ်အောက်မှာပဲရခိုင်လူမျိုးတွေကအာဒုက္ခတွေအဖြစ်နဲ့အာရွတ်တာနီလို့ပုံစံမျိုးဒုက္ခနဲ့ဒုက္ခပင်လည်းဝေနေကြပါတယ်ဆိုလိုရင်းကိုပြန်ဆက်ရရင်မောင်တော်မြို့ကိုတမတော်ကလေကြောင်းတိုက်ခိုက်မှုမပြုလုပ်ခဲ့တာ6လနီးပါးကြာပြီအခု9လအကြာမှာတော့ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေစတင်ပြုလုပ်လာတယ်ပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ကမောင်တော်မြို့နာတာလာကျောင်းကရခိုင်စစ်သေးကြွတွေစကန်ချနေတဲ့နေရာကိုပထမဆုံးကျင်းလေကြောင်းတိုက်ခိုက်မှုစတင်ပြုလုပ်ခဲ့တယ်အဲဒီနောက်ဒီနေ့ဇွန်လ2ရက်နေ့ဇွန်လ1ရက်နေ့ညပိုင်းပေါ့17နာရီကျော်လောက်ကနေလေကြောင်းတိုက်ခိုက်မှုပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တာကမောင်တော်မြို့ရဲ့အဝင်မြို့ဝင်မဟုတ်ဘူးနာခခ9မြို့စည်းကျေးရွာအနီးနဲ့3မိုင်ပတ်ဝန်းကျင်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဇူလိုင်လ1ရက်နေ့မနက်ပိုင်းမှာလည်းဒီတောင်မှာရှိနေတဲ့စောက်က15ရဲ့ဘေးပတ်ဝန်းကျင်ကနေရာတွေရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေဝင်ရောက်နေထိုင်စကန်ချနေတယ်ဆိုတဲ့သတင်းကြားသိခဲ့ရတာကြောင့်တမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်မနက်ပိုင်းမှာဘူးတီတောင်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတော့ညပိုင်းမှာဘူးတီတောင်နဲ့မောင်တော်ကြားက3မိုင်တို့မြို့ဦးနေရာတွေမြို့စည်းနေရာတွေကိုလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့တယ်ဒီလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေထိခိုက်တိစုံမှုများခဲ့ပါတယ်။ညအချိန်မှာကျဲချတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေပြန်လည်ဝင်ရောက်နေထိုင်စကန်ချတဲ့အချိန်ကလဒီကလမောအိတ်နေတဲ့အချိန်ဘုံစံတွေကြားရောက်ပေါက်ခဲ့တာဖြစ်တဲ့အတွက်ရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေကပစုံစာ9စာဖြစ်ယုံကလွဲရင်ရုပ်ပြစင်းပြက်နဲ့အလောင်းတောင်လှလှပပတည်ခွင့်မရတဲ့အခြေအနေမျိုးဖြစ်သွားပါတယ်။တကယ်တော့နောက်က9ဆိုတဲ့စကားကိုပြောလိုက်ယုံနဲ့ရခိုင်လက်နက်ကိုင်တဘောအေးနဲ့အပေါင်းပါတွေနောက်က9ကိုဘယ်လောက်ထိဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရတယ်လဲနောက်က9မှာရှိနေတဲ့ပြည်တပ်ဖွဲ့ဝင်တွေနဲ့ဘူးတီတောင်မှာရှိနေတဲ့စောက်က15လောက်ကနေမြေကန်တရင်တပ်ဖွဲ့တွေဘယ်လောက်ထိတောင်းခံသွားခဲ့တဲ့ဆိုတဲ့ဖြစ်ရဆိုးကြီးကိုလည်းကျွန်တော်တို့တတိယမိပါတယ်နောက်ဆုံးချိန်မှာတော့2025ခုနှစ်ဒီဇင်ဘာထဲမှာပဲမောင်တော်နာခခ9မြို့တတော်ရဲ့လုံခြုံရေးတပ်စခန်းတွေပြန်လည်ပေါင်းစည်းတဲ့အခြေအနေကနေနောက်ဆုံးမှာရခိုင်လက်နက်ကိုင်တဘောအေးရဲ့အလောစီဖြတ်တော့ပိတ်ဆို့မှုကြောင့်စားနပ်ရိက္ခာစေဝါနဲ့လိုအပ်ချက်အများပြားတွေကြောင့်လက်နက်ချခဲ့ရတယ်ပန်းစည်းထိန်းသိမ်းခံခဲ့ရတယ်အဲ့ဒီနောက်မောင်တော်နာခခ9ကဖန်ဆီးခံခဲ့ရတဲ့တပ်မတော်သားအရာရှိစစ်သည်တွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံးကိုဘူးတီတောင်ကိုခေါ်ဆောင်ပြီးတော့စစ်တော်မှန်အနေနဲ့ဖန်ဆီးပြီးကျွဲတွေနွားတွေကြောင်းခိုင်းတာမျိုးကူလီထမ်းခိုင်းတာမျိုးလဲဆိုင်ခိုင်းတာမျိုးကနေတစ်ခုတ်ဝါခုံနဲ့ကျွဲတွေနွားတွေခိုင်းတယ်လို့မျိုးကိုရခိုင်စစ်သေးကြွတွေကခိုင်းခဲ့ကြတာဖြစ်ပါတယ်ဆိုတော့ဘူးတီတောင်နဲ့မောင်တော်ဆိုတာကပကံနဲ့ညောင်ဦးလိုမျိုးမျက်နှာချင်းဆိုင်ရှိနေတဲ့မျိုးတွေဖြစ်ပါတယ်ဘူးတီတောင်နဲ့မောင်တော်ကအနီးဆုံးမှာရှိနေတယ်မောင်တော်ကိုအခြေပြုပြီးတော့ဘူးတီတောင်မှာတထောင်ထားတယ်အဲဒီနောက်ရသေးတောင်ပုံနာကျွန်းကနေကြောက်တော်မြောက်ဘက်မှာရှိနေတဲ့ပလက်ဝကနေလာနိုင်တာရှိတယ်လို့ကြောက်တော်နဲ့မြောက်ဦးကရခိုင်စစ်သွေးကြွတွေရဲ့အဓိကပင်မနေရဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်ကသတင်းတွေရရှိထားပါတယ်။ဒါကြောင့် Nova တို့ Alpha တို့ Beta တို့စတဲ့ရခိုင်စစ်သွေးကြွတွေရဲ့ဌာနချုပ်တွေအားလုံးရဲ့ comment post ကကြောက်တော်နဲ့မြောက်ဦးမှာရှိနေတယ်ဆိုတဲ့အချက်မျိုးဖြစ်ပါတယ်။ဒါကြောင့်မလို့လည်းပြီးခဲ့တဲ့ဒီဇွန်လ18ရက်နေ့ကကြောက်တော်လေကြောင်းတိုက်ခိုက်မှုတွေအတွင်းထွန်းမြတ်နိုင်ဦးဆောင်တဲ့ Western Group ရဲ့ထောက်ပံ့မှုတွေဒီအကြမ်းဖက်သမားတွေကိုထောက်ပံ့ပြီးတော့စီးပွားရေးလုပ်ကိုင်နေကြတဲ့စီးပွားရေးသမားတွေရဲ့ကုန်တယ်တွေရဲ့ကိုရောင်တွေအဆောက်အုံတွေနဲ့ဆိုင်ငန်းတွေမိလောင်ပျက်စီးခဲ့တာကိုကြည်ချင်းအပြင်ထွန်းမြတ်နိုင်တဲ့အပေါင်းပါတွေကဘယ်လောက်ထိကြောက်တော်မှာစီးပွားရေးလုပ်ငန်းတွေကိုအခြေတကျလုပ်ကိုင်နေကြတယ်လဲဆိုတဲ့အချက်ကိုမြင်တွေ့ရပါတယ်။ဒါကြောင့်မလို့တက်မတော်အနေနဲ့လည်းမောင်တော်ဘူးတီတောင်တကြော့ရခိုင်ပြည်နယ်နဲ့မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်ကနေရာတွေအားလုံးကိုထပ်မံပုံရိပ်တက်ခိုက်သွားဖို့လိုပါတယ်။အဓိကတော့မောင်တော်ရဲ့မြောက်ပိုင်းမှာရှိနေတဲ့ဒီနယ်စပ်ကညင်ချောင်းစီးပွားရေးဆောင်ရှိတယ်။အဲ့ဒီအထက်မှာဆိုလို့ရှိရင်အလဲတန်းကျော်ရှိမယ်အောက်ဘက်ကိုလာမယ်ဆိုလို့ရှိရင်ကျောက်ပနူတို့ပင်လယ်ဝဘက်ကိုလာတဲ့လမ်းကြောင်းတွေရှိတယ်။ဒီနေရာတွေမှာရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေဆက်လက်ဖြန့်ကျက်ပြီးတော့လှုပ်ရှားနေကြတဲ့ဖြစ်ပါတယ်။အဓိကဘယ်မှာလမ်းကြောင်းကြီးကတော့တက်နက်စိတ်ကန်းနဲ့ညနေချင်းဆန်ရှိတဲ့
မောင်တော်မြို့နယ်မှာရှိတဲ့စိတ်ကမ်းဖြစ်ပါတယ်ဒီစိတ်ကမ်းကိုရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေကဒီနေ့ဒီချိန်ထိထိန်းချုပ်ထားဆဲဖြစ်ပါတယ်မြေကလေးသာချားတဲ့အခြေအနေမျိုးမှာတပ်မတော်ကမောင်တော်မြို့နယ်ဆက်နတ်မြစ်တဲကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရမှာလေစိန်ခေါ်မှုတွေရှိနေတဲ့သဘောမျိုးဖြစ်ပါတယ်ဒါအပြင်တခြားသောစစ်ရေးလိုအပ်ချက်တွေစစ်ရေးအစီအမံတွေနဲ့ဂိုင်းရပုံလိုအရာတွေလိုအပ်နေတာကြောင့်ရခိုင်စစ်သွေးကြွတွေကနေဆက်စီးမြင့်ကိုအကာအကွယ်ယူပြီးတော့တရားဝင်မှောင်ခိုတွေတရားဝင်ကုန်စည်စည်းစိမ်မှုတွေနဲ့တရားမဝင်ကုန်သွယ်မှုတွေကိုအတားဆီးမရှိအတားမရှိလောက်ကင်နေကြတာဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာပဲဒီဘူးတီတောင်နဲ့မောင်တော်က9လအတွင်းလွတ်လွတ်လပ်လပ်မှောင်ခိုလုပ်ငန်းတွေနဲ့ကြွားချမ်းသာလာတယ်မောင်တော်မြို့မှာလည်းထွန်းမြတ်နိုင်ဦးဆောင်တဲ့ဒီ Western Group ကအဖွဲ့တွေထွန်းမြတ်နိုင်ဦးဆောင်တဲ့ရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေအကြမ်းဖက်အားပေးတွေနဲ့ထောက်ပို့တွေကကြောက်တော်တို့မြောက်ဦးတို့မင်းပြားတို့ကနေနောက်ဆုံးမှာအခုမောင်တော်အတီကိုလာရောက်အခြေချပြီးတော့ပင်ကလေးတွေဒီဘာသာကြားတွေနေအိမ်တွေမှာဝင်ရောက်နေထိုင်အပိုင်စီးပြီးတော့စီးပွားရေးလုပ်ငန်းတွေလာရောက်လုပ်ကိုင်နေကြတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။လက်ရှိအချိန်မှာတော့ဒီမောင်တော်တို့ဘူးတီတောင်တို့မှာမွတ်စလင်ဘာသာဝင်ပင်ကလေးတွေအနှဲငယ်သာရှိကြပါတယ်။အားကြောင့်လဲဆိုတော့ဒီဒေသကိုရခိုင်လက်နက်ကိုင်သဘော AA ကထိန်းချုပ်ပြီးတဲ့နောက်မွတ်စလင်တွေပင်ကလေးတွေကိုနိုင်တဲ့စီးနေပြူတာတွေလည်းရှိတယ်လူမျိုးတို့တပ်ဖြတ်မှုတွေဂျီနိုဆိုက်တွေစစ်ရာဇဝတ်မှုတွေအများပြားကျူးလွန်နေတာတွေလည်းရှိတယ်လို့လူမျိုးရေးအရာအနိုင်ကျင့်ဖိနှိပ်ပြီးတော့ပြုလုပ်လျက်ရှိပါတယ်ဒါကြောင့်မလို့ဘူးတီတောင်မောင်တော်တို့ကျောင်းမှာထွန်းမြတ်နိုင်တဲ့အပေါင်းပါတွေရခိုင်စစ်သွေးကြွနဲ့နှီးစပ်တဲ့သူတွေသာလက်ဝကြီးအုပ်ချဲလေပြီးတော့တခြားသောနေရာဒေသအသီးသီးကနေမောင်တော်မှာလာရောက်အခြေချတယ်ဘူးတီတောင်မှာ1000လားကြတယ်အဲ့ဒီနောက်ကြောက်တော်နဲ့မြောက်ဦးမှာစီးပွားရေးလုပ်ငန်းစုကြီးရဲ့စုံမက်တစ်ခုဖြစ်လာတာဖြစ်ပါတယ်ဒါကြောင့်တပ်မတော်အနေနဲ့ထပ်မံပြီးတော့မောင်တော်မြို့ကိုပုံကျတိုက်ခိုက်ဖို့လိုပါသေးတယ်။မောင်တော်နဲ့ပတ်ချတဲ့လမ်းပိုင်းမှာမောင်တော်နဲ့ဘူးတီတောင်လမ်းပိုင်းမောင်တော်နဲ့တောင်ပြိုလက်ဝဲလမ်းပိုင်းမောင်တော်ရဲ့မြောက်ဘက်ကျန်လမ်းပိုင်းမောင်တော်ရဲ့တောင်ဘက်အောက်မှာရှိနေတဲ့ကြောက်ပနူဒီနဂါခွန်ချိန်ချောင်းစတဲ့နေရာတွေအားလုံးကိုမျက်ခြေမပြတ်ကင်းထောက်ပစ်ခတ်ရှင်းလင်းဖို့လိုပါတယ်။တပ်မတော်ရေရင်အုပ်စုတွေအနေနဲ့လည်းလက်နက်ကြီးမိတဲ့လက်တကန်းကနေရခိုင်ကမ်းရိုးတန်းတစ်လျှောက်အချိန်လုံးကတပ်မတော်ရေနေကြားဆောင်တပ်စခန်းတွေရှိခဲ့တဲ့နေရာတချို့စစ်တွေမျိုးရဲ့အနောက်ဘက်စစ်တွေမျိုးရဲ့မြောက်ဘက်မှာရှိနေတဲ့ကမ်းရိုးတန်းတစ်ကြောမှာရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေစကန်ကြွဆုဖွဲ့ထားတဲ့ဖြစ်ပါတယ်။ဒီလိုချင်းဒီလိုနေရာတွေမှာရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေကတမတော်ကတင်စေသွားတဲ့ speed boat တွေရခိုင်စစ်သွေးကြွတွေနဲ့ထောက်ပံ့တွေရဲ့ငါးဖမ်းတွေကိုအသုံးပြုပြီးတော့ရခိုင်စစ်သွေးကြွအလံ1000နဲ့နက်မြင့်မှာကူးကြည့်တန်းကြီးနဲ့မိုက်ကြီးခွဲဟန်ရေးပြနေပါတယ်။ဒါတွေကိုလည်းတမတော်ကပြစ်ခတ်သွားဖို့လိုပါတယ်။တမတော်ရေအနေနဲ့ဒီရခိုင်ကမ်းရိုးတန်းတစ်လျှောက်ကရခိုင်စစ်သွေးကြွတွေရဲ့စုဖွဲ့နေရတဲ့စကန်တွေရခိုင်ရှိခဲ့တဲ့ဒီနေကြားဆောင်တပ်စကန်တွေရဲ့ဌာနချုပ်နေရာတွေကင်းစကန်တွေကိုမျက်ခြေမပြတ်ကင်းထောက်ပြီးတော့ကြိုတင်လက်ဦးမှုပစ်ခတ်ဖို့လိုပါတယ်အကြမ်းဖက်သမားတွေကတမတော်ရဲ့နေကြားဆောင်တပ်စကန်တွေဌာနချုပ်တွေရောတရင်ကြီးတွေကင်းစကန်တွေမှာရောမွေရထားသလိုပုံစံမျိုးနဲ့ဝင်ရောက်နေတဲ့စကန်ချနေကြတာဖြစ်ပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့ရက်ကဒီမောင်တော်နာတာလာကြောင့်ဘုံကျဲတိုက်ခိုက်မှုလိုမျိုးဇူလိုင်လ1ရက်နေ့ကဗိုလ်သီးတောင်စကား15ဘုံကျဲတိုက်ခိုက်မှုလိုမျိုးဒီနေ့မောင်တော်ဘုံကျဲတိုက်ခိုက်မှုကိုပြန်ကြည့်ရင်လေမောင်တော်မြို့မှာကျိုးစွာကြီးဆိုင်းဖို့အဲ့ဒီနောက်3မိုင်ဝန်းကျင်အဲ့ဒီနောက်နာခခငါဒီပတ်ဝန်းကျင်တွေကိုဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလကလက်လွတ်ခဲ့ရတဲ့နာခခငါအခုဘာဖြစ်နေတယ်လဲဆိုရင်ရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေကမောင်တော်နာခခငါကိုသူတို့ရဲ့အောင်မြေတစ်ခုအနေနဲ့တတ်မှတ်ပြီးတော့သူတို့ဒီမြေအောက်ကျင်းတွေတူပြီးတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ပြယုံနဲ့ဝါဒဖြန့်တာတွေရခိုင်စစ်သွေးကြွအမာခံတွေနဲ့ကေတာတွေကိုတင်နန်းပေးနေတဲ့နေရာတစ်ခုဖြစ်ရှိနေတယ်လို့ဆိုပါတယ်။မောင်တော်နာခခငါမှာတိုက်ပွဲတွေပျက်စီးသွားတဲ့အဆောက်အဦတွေကိုတော့ရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေကဒီတိုင်းဖြစ်ထားကြပေမဲ့တချို့သောအဆောက်အဦတွေမှာဝင်ရောက်နေထိုင်စကန်ချပြီးတော့နာခခ9စကန်ကြီးတစ်ခုလုံးကိုအမွေရထားသလိုမျိုးလုပ်ချင်တယ်လို့လုပ်နေကြတယ်။ဒါအပြင်မောင်တော်နဲ့ဘူးတီတောင်လမ်းပိုင်းမှာလည်းကင်းစကန်တွေချပြီးတော့ရခိုင်စစ်သွေးကြွရဲ့ဒီလုံခြုံရေးအကြောင်းပြချက် D-Lab အဖွဲ့တွေနဲ့ AA Uniform ဝတ်ထားတဲ့အဖွဲ့တွေကစက်ကြီးကောက်တဲ့ဂိတ်တွေတောက်လျှောက်ဖွင့်ထားပါတယ်။ဒါကြောင့်မလို့နာခခ9နဲ့ပြပဝင်းကျင်ဒေသတွေမောင်တော်နဲ့ဘူးတီတောင်ဒေသတွေကတော့ရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေရဲ့စီးပွားရေးအရာရေးတောင်းမြစ်ဖြစ်ပါတယ်စစ်ရေးအရာရေတော်မြစ်စစ်ရေးအရာအဓိကဌာနချုပ်ဖြစ်တဲ့နေရာကကြောက်တော်နဲ့မင်းများဖြစ်တယ်ဆိုရင်ကြောက်တော်နဲ့မြောက်ဦးဖြစ်တယ်ဆိုရင်ရခိုင်စစ်သွေးကြွတွေအတွက်စီးပွားရေးအရာနောက်ဆုံးအဓိကပင်မအရင်ရေတော်မြစ်ကြီးကမောင်တော်ဖြစ်ပါတယ်။ဒါကြောင့်မောင်တော်နဲ့ပုံနာကျွန်းလမ်းပိုင်းကို priority ဆင်ပြီးတော့ဒီလမ်းပိုင်းကိုမျက်ခြေမပြတ်နေညံ့မပြတ်ကြုံရင်ကြုံသလိုမကြုံအောင်သွားပြီးတော့ဘုံကျဲတိုက်ခိုက်ဖို့လိုသလိုဘူးတီတောင်နဲ့ရတိတောင်လမ်းပိုင်းရသေးတောင်မှာဆိုလို့ရှိရင်ထွန်းရဝေကြီးရွာနဲ့ဘေးပတ်ဝန်းကျင်တွေကရခိုင်စစ်သွေးကြွအများပြားရဲ့အမာခံနေရာတွေဖြစ်ပါတယ်ဒီနေရာတွေကိုလည်းမြေလံရှင်းလင်းကြိုတင်ကင်းထောက်တိုက်ခိုက်သွားဖို့လိုပါတယ်အကြမ်းဖက်သမားတွေရှိလို့ဆိုပြီးတော့ဝေခွဲမရဖြစ်နေစေရတော့မလိုပါဘူးထွန်းမြတ်နိုင်ထိန်းချုပ်မှုအောက်မှာပျော်ပါပြီးတော့ဘဝကြီးတစ်ခုထင်နေကြတဲ့အကြမ်းဖက်သမားတွေနဲ့ရခိုင်စစ်သွေးကြွတွေကခွဲခြားလို့မရတဲ့အခြေအနေမျိုးတွေအထိအခုပျော်ရွှင်နေကြပါတယ်အာရခအစိုးရဆိုပြီးတော့သူတို့ကိုယ်တိုင်ရခိုင်ပြည်နယ်လွတ်လပ်ရေးရတယ်ထင်နေကြတဲ့စစ်သွေးကြွနဲ့အပေါင်းပါတွေကိုတော့တပ်မတော်ကမှတ်လောက်သားလောက်အောင်ဆုံးမပဲ့ပြင်ပေးရမှာဖြစ်ပါတယ်ဆုံးမသိရင်ဆုံးမရမယ်ဘုံကျဲသိရင်ဘုံကျဲရမယ်ဆိုတဲ့အခြေအနေမျိုးမှာအခုမောင်တော်ကို9လအကြာမှာဘုံကျဲလာတာဖြစ်ပါတယ်ဒီထက်ပိုပြီးတော့လည်းရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတကြောကိုပြင်းထန်တဲ့ဒီကြောင့်တိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်သွားဖို့လိုပါတယ်
ပြီးခဲ့တဲ့2025ခုနှစ်နှစ်ကုန်ပိုင်းကနေအခု2026ခုနှစ်ဒီ6လပိုင်းကို9လပိုင်းနီးပါးအထိကြောက်တော်မြောက်ဦးမင်းများတကြောကတော့တပ်မတော်ရဲ့ဘုံကျင်းရှင်းလင်းမှုတွေကြောင့်ရခိုင်စစ်သွေးကြောနဲ့အပေါင်းပါတွေတော်တော်လေးဒီအင်အားပြုံးနေမှုတွေထိခိုက်ဒေဆုံးမှုတွေရရှိပြီးရှိခဲ့ပါတယ်။ကြောက်တော်မြောက်ဦးဘေးပတ်ဝန်းကျင်ကလည်းရောင်းတိုက်ခိုက်မှုတွေမှာတော်တော်လေးဒေဆုံးမှုတွေရှိခဲ့ပါတယ်။ဒါကစစ်ရေးအရာအကြမ်းဖက်သမားတွေရဲ့စစ်သွေးကြောတွေကိုချေမှုန်းနိုင်ခဲ့တာဖြစ်ပြီးတော့နောက်ထပ်ဆက်လက်ချေမှုန်းရမှာစီးပွားရေးကဏ္ဍအကြမ်းဖက်သမားတွေရဲ့ကုန်သွယ်မှု logistic လမ်းကြောင်းကိုထောက်ပံ့အုပ်ချုပ်ရေးလမ်းကြောင်းကိုဖျက်တောက်လိုက်ရမှာဖြစ်ပါတယ်။ဒါကြောင့်မောင်တော်ဒေတာတကြောကို9လနီးပါးပြစ်ထားခဲ့ပြီးတော့အခုတက်မှန်ဒီကြောင်းတိုက်ခတ်မှုတွေပြုလုပ်လာတယ်တိထက်ပိုပြီးတော့လည်းပြင်းထန်တဲ့ဒီကြောင်းတိုက်ခတ်မှုတွေပြုလုပ်သွားဖို့လိုအပ်နေသေးတယ်ဆိုတဲ့သတင်းကိုချိတ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တက်မတော်ကဒီစကိုင်းတိုင်းရဲ့အထက်ပိုင်းအင်းတော်ကတာမော်လူကနေမြကြီးနားလမ်းပိုင်းကိုပြီးခဲ့တဲ့ဇွန်လထဲမှာထိန်းချုပ်နိုင်ခဲ့တယ်။ဒီ AR မြစ်အရှိဘက်ချမ်းကိုပြန်ကျင်းတော့လဘခါကနေစပြီးတော့မတရားစင်ကိုတပိတ်ချင်းထိကျန်တကောင်းအဲ့ဒီတော့အရှိပိုင်းမှာပြန်ကျင်းရင်လည်းငအိုးရှိကိုလမ်းပိုင်းကိုထိန်းချုပ်ထားပြီးဖြစ်တယ်။အင်းတော်ကိုထိန်းချုပ်ပြီးတဲ့တက်မတော်စစ်ကြောင်းတွေကအခုအင်းတော်ရဲ့အောက်ဘက်မှာရှိနေတဲ့ဆက်လက်နေမီရှင်းလေးတွေဆောင်ရွက်လာတာဖြစ်ပါတယ်။အင်းတော်ကနေအောက်ကိုဆက်လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဝင်းတို့ကောလင်းနယ်ကိုရောက်မှာဖြစ်ပါတယ်။ဒါပေမဲ့ရွှေဘုံမြကြီးနားလမ်းကြီးရဲ့အတွင်းဘက်မှာရှိနေတဲ့ဝင်းတို့ကောလင်းကိုမရောက်ခင်အင်းတော်ကနေအောက်မှာဆက်လာမယ်ဆိုလို့ရှိရင်တော့ဒီဒေသကိုရောက်မှာဖြစ်ပါတယ်။မဲသာဒေသကဒီရွာစင်လဲများတယ်အင်ဂျီလဲများတယ်အကြမ်းဖက်သမားတွေအများဆုံးဝင်ရောက်နေထိုင်ရလဲဖြစ်တယ်လို့ဗမောင်းနဲ့ဝင်းတို့ကောလင်းလမ်းပိုင်းကိုထိန်းချုပ်ထားတဲ့ဆက်သွယ်ထားတဲ့လမ်းပိုင်းပေါ်မှာလည်းရှိနေပါတယ်။ဆိုတော့ဒီရက်ပိုင်းဒီမှာတမတော်စစ်ကြောင်းတွေကအင်းတော်ကနေမဲသာဘက်ကိုစစ်ကြောင်းတို့နေပြီးရှင်းလင်းတာတွေပြုလုပ်လာပါတယ်။မဲသာရွာကြီးကိုထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်တော့အောက်မှာရှိနေတဲ့ကြေးရွာတွေအခုမှဝင်းတုံနဲ့ကောလင်းရဲ့အဝင်ဝအသက်ရှူပေါလို့ခေါ်လို့ရတဲ့ကြောက်တန်းလမ်းစုံကိုလည်းထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ဒီလိုထိန်းချုပ်လိုက်မယ်ဆိုရင်တော့အတွင်းဘက်မှာရှိနေတဲ့ဝင်းတုံကောလင်းဝင်းတုံကောလင်းအထက်မှာရှိနေတဲ့နန်ကန်တိုက်နယ်ဒေသတွေကိုဆက်လက်ထိန်းချုပ်သွားနိုင်မှာဖြစ်ပါတယ်။အခုတော့မဲသာဒေတာကိုတမတော်ကတော်နေရှင်းလင်းတာတွေစတင်ပြုလုပ်နေပြီဆိုတဲ့သတင်းတွေကြားသိရတာကြောင့်အကြမ်းဖက်သမားတွေကြောက်လန့်တကြားပြေးတဲ့သူကပြေးအော်တဲ့သူကအော်ယူနီဖောင်းတွေထားပြီးတော့ပုံတဲ့သူကပုံလက်နဲ့ချပြီးအလင်းဝင်မှုပြင်တဲ့သူကပြင်တဲ့ကလတိုက်ကြားကြိုက်ခံရတဲ့အခြေအနေမျိုးဖြစ်နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဒါကြောင့်တမတော်ကဒီအင်းတော်ဒေတာကိုထိန်းချုပ်ပြီးတော့နေမရှင်းလေးဆောင်ရွက်နေတာကဇွန်လတက်လာလုံးပါပဲ။အခုဇွန်လကစပြီးတော့မဲသာတကြောတန်ဖိုတကြောနိုင်ငံတကြောကိုပတ်ဝန်းကျင်တွေကိုနေမရှင်းလေးတွေဆက်လက်ဆောင်ရွက်နေပါတယ်။အခုမဲသာဒေတာကို UDP စစ်ကြောင်းထိုးနေတာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေကခံစစ်ပြင်းတဲ့အဖွဲ့တွေပြင်းနေထွက်ပြေးတဲ့အဖွဲ့တွေပြင်ဆင်နေထွက်ပြေးတဲ့အဖွဲ့တွေရှိနေပါတယ်။ဒီအဖွဲ့တွေရှိနေတဲ့ဒေသမှာခံစစ်ပြင်းနေတဲ့အဖွဲ့တွေကိုတော့တမတော်ကဆက်လက်တိုက်ခိုက်ရှင်းမုံသွားမှာဖြစ်ပြီးအောက်မှာရှိနေတဲ့ဒီရေဦးခင်ဦးတစောကနေရွှေဘိုတီကိုချိတ်ဆက်နိုင်ရတဲ့ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ဆိုတော့စကိုင်းတိုင်းအထက်ပိုင်းကိုတော့တမတော်ကထိန်းချုပ်ထားပြီးဖြစ်တဲ့စကိုင်းတိုင်းရဲ့အလယ်ပိုင်းဖြစ်တဲ့အင်းတော်နဲ့ဒီရွှေဘိုလမ်းပိုင်းကြားမှာဆိုလို့ရှိရင်တော့ကျွန်တော်ကမ်ဘလို့ရှိမယ်ကောလင်းရှိမယ်စပယ်နယ်သာစစ်သေးဂိတ်တွေရှိမယ်အောက်မှာဆိုလို့ရှိရင်ဒီကျွန်တော်ရေဦးခင်လမ်းပိုင်းတွေရှိမယ်ဒီနေရာတွေကိုတော့ဆက်လက်ထိန်းချုပ်ရမှာဖြစ်ပါတယ်အခုတမတော်ကထိန်းချုပ်ထားတဲ့အင်းတော်နဲ့ရွှေဘိုကြောမှာဆိုရင်ကမ်ဘလူမှာတမတော်နဲ့ပြည်သူ့စစ်အဖွဲ့တွေချုပ်ထိန်းချုပ်ထားတယ်ကျောင်းသားတကြောမှာထိန်းချုပ်ထားတယ်အောက်မှာကျန်ရှိနေတဲ့ဒဇယ်ရေဦးခင်ဦးမှာတော့အကြမ်းဖက်သမားတွေအများကြီးထိန်းချုပ်ထားတယ်ဒါကြောင့်ရွှေဘုံမြကြီးနားလမ်းပိုင်းမှာအပိုင်းလိုက်ထိန်းချုပ်ထားတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒါကြောင့်တမတော်ရဲ့စစ်များဦးကနှစ်ဖက်မျှပြီးတော့စစ်ရေးပေါ်ဆောင်နေရတဲ့အခြေအနေမျိုးဖြစ်တယ်မဲသာဒေသကသမကမဲသာရဲ့အနောက်ဘက်မှာရှိနေတဲ့ဗမော်ကောလင်းလမ်းပိုင်းဗမော်နဲ့နန်ကန်ဗမောက်နဲ့နန်ကန်လမ်းပိုင်းတွေကိုလည်းဆက်လက်နေမီရှင်းလေးဆောင်ရွက်သွားဖို့လိုပါတယ်ဗမောက်ရဲ့အရှိတောင်ဘက်လောက်မှာရှိနေတဲ့ရွှေကြောတွေမှာကချင်လက်နက်ကိုင်တွေ KIA နဲ့အပေါင်းပါတွေစကိုင်းတိုင်းရဲ့အထက်ပိုင်းကစစ်တီတာတဲ့လောက်ကန်ဘုံကျူ PDF တွေအင်းတော်ကတာမော်လူက PDF တွေစစ်ဆောင်ပြီးတော့လာရောက်ရှိခိုးတူးနေကြတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်ဒါကြောင့်မလို့ဂျိုင်ရိုကော်ပတာပါရာမော်တာတွေနဲ့ပဲဖြစ်ဖြစ်